တောနတ်ကြီးတစ်ခု၏အလဲတွင်ဖိုးလမ်းမင်းအမည်ရှိသောကောင်လေးတစ်ယောက်ရှိသည်သူသည်ရွာနှင့်အလှမ်းဝေးသောဤတောအုပ်ထဲတွင်တိရစ္ဆာန်ပေါင်းစုံနှင့်ရင်းနှီးစွာနေထိုင်သူဖြစ်သည်သို့သောသူ၏အရင်းနှီးဆုံးတငယ်ချင်းမှာလူတိုင်းကြောက်ရွံ့ကြသည့်ကြားတစ်ကြီးရာဇာပင်ဖြစ်သည်တနေ့တွင်ဖိုးလမ်းမင်းသည်တောလမ်းအတိုင်းလျှောက်လာရင်းရနေသောရာဇာဒဏ်ရာကိုခဲရသည်သူသည်ကြောက်ရွံ့ခြင်းမရှိဘဲဆေးမြစ်များရှာကြောတွေ့ကရာဇာ၏ဒဏ်ရာကိုကုသပေးခဲ့သည်ထိုနေ့မှစ၍တာရဲ့တရိษံနှင့်လူသားကြားတွင်ထူးခြားသောတန်ရောစဉ် အတကထားရကေကြောက်လေကောင်းလေ ဖိုးလမ်းမင်းသည်ရာဇာ၏ဘေးတွင်အေးချမ်းစွာထိုင်နေသည် ထုတ်ချုံပြီ ရာဇာသည်လည်းဖိုးလမ်းမင်း၏အထက်တွေကိုယုံကြည်စိတ်ချစွာထိုင်နေသည်သူတို့နှစ်ယောက်ကြားတွင်စကလုံးများမလိုအပ်ပါအတကထားရကေကြောက်လေကောင်း နှ လေ လုံးခုန်တန်ကိုတဦးကနားလည်နေကြသည်မေတ္တာတရားသည်ဘာသာစကားမတူတော့လဲမျိုးစိတ်မတူတော့လဲနားလည်မှုနှင့်ယုံကြည်နှံ့မှုကိုတည်ဆောက်နိုင်သည်ဟူသောအချက် အတကထားရကေကြောက်လေကောင်းလေ